ကယ်လို့ဒီစာချုပ်ကြီးကိုလုံးကြီးလိုက်မနာတော့ဘူးဆိုရင်ဖြင့်ကျွန်တော်တို့လူသားတွေအတွက် human rights ဆိုတာလေလုံးကြီးပျောက်ကွယ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခံစားမိပါတယ်အားလုံးကိုမင်္ဂလာပါအခုကဘာကြီးကစစ်ဖက်ကိုဥတည်နေတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ကဘာကုလသမဂ္ဂ United Nations ဒီ level ကောအလောက်မလောက်နိုင်တော့ဘူးလို့ကျွန်တော်အနေနဲ့ခံစားရပါတယ်ဒီကဘာစစ်ကြီးက1945ခုနှစ်မှာပြီးတော့စစ်ပွဲအတော့အတွင်းမှာ Human Rights လို့ခေါ်တဲ့လူသားအရင်းအမြစ်တွေတေကျေပစ္စည်းဆုံးရှုံးကြတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်အဲ့လိုစစ်ပွဲကြီးတွေဖြစ်တော့လူသားအမြောက်အများတေကျေတာကတော့မဆန်းတော့ပါဘူးဒါကြောင့်မို့လို့အဲ့လိုစစ်ပွဲမျိုးတွေဒီကဘာကြီးမှာနောက်တစ်ခါမှာဖြစ်ပေါ်ရလေအောင်ဆိုပြီးတော့ကဘာကုလသမဂ္ဂကြီးကို1945ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာဖွဲ့စည်းခဲ့ကြပါတယ်ကဘာကုလသမဂ္ဂကို1945ခုနှစ်ဖွဲ့စည်းပြီးနောက်ပိုင်းမှာ1946ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်ကဘာကုလသမဂ္ဂအထွေထွေညီလာခံကြီးက Universal Declaration of Human Rights ဆိုပြီးတော့လူ့ခွင့်ရေးနဲ့ပတ်သက်ပြီးကြေညာစာတမ်းကြီးတစ်စောင်ကိုရေးဆွဲအတည်ပြုခဲ့ကြပါတယ်။အဲ့ဒီလူ့ခွင့်ရေးကြေညာစာတမ်းတွင်အပိုက်30တိပါဝင်ပြီးလူသားတို့၏အခြေခံအခွင့်အရေးများကိုဖော်ပြထားပါတယ်။အခုချိန်ခါမှာအဲ့ဒီလူ့ခွင့်ရေးကြေညာစာတမ်းအပိုက်30ချစ်နေပေမဲ့လေလူသားတွေရဲ့အခွင့်အရေးကရှုံးတဲ့ရှုံးလာပါတယ်။အဲကြီးတဲ့ကပိုင်နိုင်ငံကြီးတွေကလည်းကွာဒီလူသားတွေရဲ့အခွင့်အရေးတွေကိုတိုက်ပြီးတော့တန်ဖို့မထကြတော့ပါဘူး။နောက်တော့တခါဒီကပိုင်ကြီးကိုတနိုင်ငံနဲ့တနိုင်ငံစိတ်မဖြစ်ရအောင်အဲကြီးတဲ့နိုင်ငံကအင်အားငယ်တဲ့နိုင်ငံကိုဝင်ပြီးတော့သိယူလို့မရအောင်ကပကုလသမဂ္ဂဗြိဉ္ဉ်စာချုပ်ကြီးကိုလည်းရေးဆွဲအတည်ပြုခဲ့ကြပါတယ်။1945ခုနှစ်ဇွန်လ26ရက်နေ့တွင်အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့နဲ့လက်မှတ်ရေးထိုးခဲ့ကြပြီး1945ခုနှစ်အောက်တိုဘာလ24ရက်နေ့တွင်အသက်ဝင်လှုပ်ရှားခဲ့ပါတယ်ဒီစာချုပ်ကြီးကဘာတွေကိုဖော်ပြနေလဲဆိုလို့ရှိရင်တနိုင်ငံကတနိုင်ငံကိုစစ်ရေးကျူးကျော်လို့မရအောင်တားမြစ်ထားတဲ့ဥပဒေပြုစာတမ်းကြီးလူသားတွေရဲ့ဆိုးကျိုးတွေကိုကာကွယ်ဖို့နိုင်ငံတကာဥပဒေအရေးအကြီးဆုံးသောစာချုပ်ကြီးတစ်ခုလေးဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ခါမှာဒီစာချုပ်ကြီးရှိနေပေမဲ့လေဒီစာချုပ်ကိုလိုက်မနာကြတော့ပါဘူးနိုင်ငံကြီးတွေကနိုင်ငံငယ်တွေကိုတိတ်နေကြပါတယ်ဥပမာဆိုလို့ရှိရင်ဒီရုရှားကနေပြီးတော့ယူကရိန်းကိုတိုက်တာတော့အခုလက်ရှိမှာဆိုလို့ရှိရင်ထိုင်းကနေပြီးတော့ကမ္ဘောဒီးယားကိုတိုက်တာတော့ဟိုတလောကဆိုလို့ရှိရင်အိန္ဒိယကနေပြီးတော့ပါကစ္စတန်တိုက်တာတော့အဲ့လိုပုံစံမျိုးတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဘေးနိုင်ငံဘေးအဖွဲ့အစည်းကမှလည်းအရေးယူခြင်းတွေမရှိတော့ပါဘူးဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ခံစားရတာကတတိယကမ္ဘာစစ်ကြီးဒီဖြစ်ခါနေပြီလို့ပဲကျွန်တော်အနေနဲ့ခံစားမိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အခုလိုကမ္ဘာကြီးမှာတနိုင်ငံကတနိုင်ငံကိုစစ်တက်လို့မရအောင်ကျူးကျော်လို့မရအောင်လို့တားမြစ်ထားတဲ့ကမ္ဘာကုလသမဂ္ဂဗြိဉ္ဉ်စာချုပ်ကြီးချိပါလျက်နဲ့ဒီနေ့အချိန်ခါမှာဒီစာချုပ်ဒီအသုံးမဝင်တော့ပါဘူး။ဒီစာချုပ်ကြီးနဲ့ပတ်သက်ပြီးမရပ်တင်မဲ့နိုင်ငံလေးမရှိတော့ပါဘူးလို့ကျွန်တော်အနေနဲ့ခံစားမိပါတယ်။ဒီကုလသမဂ္ဂဗြိဉ္ဉ်စာချုပ်ကြီးမှာအခါ19ခန်းတိပါပြီးအပိုက်ရအပြင်110ခုပြင်ဖွင့်စည်းထားတယ်လို့သိရပါတယ်။110တပိုက်ထဲကနံပါတ်2မှာအဖွဲ့ဝင်နိုင်ငံအားလုံးဒီနိုင်ငံတကာဆက်ဆံရေးတွေမိသည့်နိုင်ငံ၏နေပြည်ပိုင်နဲ့နိုင်ငံရေးလောလောခွင့်ကိုမတရှိရသို့မဟုတ်တနိုင်ငံမှတနိုင်ငံကိုမကျူးကျော်ရမသိမ့်ပိုက်ရလို့ဥပဒေနဲ့ကိုတာစီထားတာပါဒါပေမဲ့ဒီနေ့ဒီရှင်ခါမှာဒီအပိုက်2တလေတိုက်ပြီးတော့အကျုံးမဝင်တော့ပါဘူးနိုင်ငံကြီးတွေကနိုင်ငံတစ်တစ်လေးကိုစိုက်တိတ်ဖို့အတွက်တကယ်ဖြစ်နေကြပါပြီကျွန်တော်တို့အသက်အတော့အတွင်းလောက်မှာတတိယကမ္ဘာစစ်ကြီးကမြေရလောက်တွေနဲ့တူပါတယ်လို့ကျွန်တော်အနေနဲ့ခံစားမိပါတယ်နိုင်ငံကြီးတွေဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်ပါအမေရိကဆိုလို့ရှိရင်တကဘာလုံးကိုပါပြီးဝင်တော့နေတာပဲအမေရိကလားဆိုလို့ရှိရင်အမေရိကတည်းမဟုတ်ပါဘူးယူချာဆိုလို့ရှိရင်ယူကရိန်းကိုလက်ရှိအနေနဲ့တိုက်နေပါပြီရုရှားကကမ္ဘာအကြီးနိုင်ငံထစ်မှာပါပါတယ်အဲ့ဒီကမ္ဘာအကြီးနိုင်ငံကနေပြီးတော့ဟိုယူကရိန်းဆိုတဲ့နိုင်ငံသေးသေးလေးကိုဝင်ပြီးတိုက်နေပါပြီဒါပေမဲ့
ဒီကပတ်ကုလသမဂ္ဂဒီလေအလောက်မလောက်တော့ပါဘူးအလောက်လောက်လို့မရပါဘူးတယောက်ဆိုလို့ရှိရင်ဟိုဗီယက်နမ်ကိုချင်းချောက်လိုက်ဟိုထိုင်ဝမ်ကိုချင်းချောက်လိုက်ပတ်ပြီးတော့ချင်းချောက်နေတယ်ဒါကြောင့်မလို့ဒီကုလသမဂ္ဂဗဒိညာစာလျှောက်ဒီလေဒီနေ့ဖို့အချိန်မှာအသုံးဝင်ဘူးလို့ကျွန်တော်အနေနဲ့ခံစားမိပါတယ်ဒီကုလသမဂ္ဂဗဒိညာစာလျှောက်ကြီးကမရှိဘူးဆိုလို့ရှိရင်ကမ္ဘာစစ်ကြီးကဖြစ်ဖို့အတွက် 100% သေချာလောက်ပါပြီကုလသမဂ္ဂဗဒိညာစာလျှောက်အဓိကရွေချက်ကိုအကျဉ်းချောင်းဖော်ပြရလျင်အချက်ကြီး၄ချက်ရှိတာကိုကျွန်တော်တို့တွေ့ရပါတယ်နံပါတ်1ကနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းရနံပါတ်2ကနိုင်ငံများအကြားတနိုင်ငံနဲ့တနိုင်ငံရှိကြရင်းနှီးသောဆက်ဆံရေးကိုတိုးမြှင့်ရင်တနည်းအားဖြင့်မိတ်ဆွေဖွဲ့ရပေါ့နံပါတ်3ကစီးပွားရေးလူမှုရေးရည်ကြည်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာများကိုဖြေရှင်းရန်အတွက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်နံပါတ်4ကလူအခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်များကိုလေးစားလိုက်နိုင်ရန်တို့ဖြစ်ပါတယ်ကမ္ဘာကုလသမဂ္ဂဗဒိညာစာလျှောက်ရဲ့အနိုင်ချုပ်ကိုအကျဉ်းချုပ်ပြီးတော့ဖော်ပြတာပါအခုလိုစာလျှောက်ကြီးအခိုင်အမာရှိနေပေမဲ့လည်းဒီစာလျှောက်ကြီးကိုလိုက်နာတဲ့နိုင်ငံတွေကအောင့်နေလာတာကိုကျွန်တော်တို့တွေ့ရပါတယ်တကယ်လို့ဒီစာလျှောက်ကြီးကိုလုံးကြီးလိုက်မနာတော့ဘူးဆိုရင်ဖြင့်ကျွန်တော်တို့လူသားတွေအတွက် human rights ဆိုတာလေလုံးကြီးပျောက်ကွယ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခံစားမိပါတယ်အားလုံးကို lucky ကံကောင်းကြပါစေ